participle နဲ့ past participle ပါကွာလဲ Okay present participle အုပ်စုတွေယဉ်ကြည့်ပါမယ် A cooking part ထမင်းချက်တဲ့အိုးတစ်လုံး working hours အလုပ်လုပ်နေသောနာရီများ training school လေ့ကျင့်ရေးသင်တန်းကျောင်း speaking class အင်္ဂလိပ်စကားပြောသင်တန်း following sentences ပေးထားသောဝါကျများ running water စီးနေသောရေ driving license ရှင်းမောင်းလိုင်စင် Okay Okay past participle အုပ်စုလေးတွေကြည့်အောင် A broken watch နာရီပြတ်တစ်လုံး given fact ပေးထားသောအချက်လက်များ fallen leaders ကြာရှုံးသွားသောခေါင်းဆောင်များ boy egg ကြက်ဥပြုတ်တစ်လုံး spoken English အင်္ဂလိပ်စကားပြော fried fish ငါးကြော် fried chicken ကြက်ကြော် participle နဲ့အုပ်စုကိုပြန်ကြည့်ကြမယ် A cooking pot ဆိုတာထမင်းချက်တဲ့အိုးဆိုတာအဲ့ဒီအိုးကသူကိုယ်တိုင်ချက်တာဖြစ်ပါတယ် Now working hour အလုပ်လုပ်နေတော့နာရီများဆိုတာကဒီနာရီတွေဟာသူကိုယ်တိုင်အလုပ်လုပ်နေတာဖြစ်တယ်ဒီလိုသဘောဖြစ်ပါတယ် Now training school ဆိုရင်လည်းပဲဒီလိုပါပဲဒီကျောင်းဒီလေ့ကျင့်ပေးတဲ့ကျောင်းဖြစ်တယ်ဒီကျောင်းကသူကိုယ်တိုင်လုပ်ပေးတာဖြစ်တယ်နောက်တစ်ခု speaking class အင်္ဂလိပ်စကားပြောသင်တန်းမှာလည်းပဲဒီ class က speaking လုပ်ပေးတာဖြစ်တယ် Now following sentence ဆိုလို့ချင်းလည်းလိုက်ပါလာတော့ဝါကြများတိုက်ရိုက်ဘာသာပြန်ရင်တော့ဒီအဓိပ္ပာယ်ရပါတယ်နော်သို့တော်လည်းပဲငငယ်ကလေးကတည်ပြီးသားဖြစ်ပါတယ် following sentences ဆိုတာအောက်ပါဝါကြများပေါ့ဒီလိုဘာသာပြန်ခဲ့တယ်သို့တော်လည်းပဲဒီ sentence တွေက follow like လောက်လာတာဖြစ်တယ်နောက်တစ်ခု running hours ဆိုတဲ့စကားလုံးမှာလည်းပဲရေစီးနေတော့ရေဟာဒီရေကသူ့ကိုယ်တိုင်စီးတာဖြစ်ပါတယ်နောက်တစ်ခုက driving license ရေမောင်း license ဆိုလို့ရှိရင်လည်းပဲဒီ license ကမောင်းတာဖြစ်ပါတယ် Okay အဲ့တော့နောင်ကသူကိုယ်တိုင်လုပ်တဲ့ကိစ္စဆိုတော့ချင်း present participle နဲ့toပြုရမှာဖြစ်ပါတယ် Okay past participle အုပ်စုမှာဆိုလို့ချင်း a broken watch နိုင်ပြတစ်လုံးလို့တိုက်ရိုက်ဘာသာပြန်ပြီးမဲ့နိုင်ဟာချိုးဖြတ်ခြင်းခံရတယ်ဖြတ်စည်းခြင်းခံရတာဖြစ်တယ်ဥပမာဘလို့ဟာမျိုးလဲဆိုရင်ဖန်ခွက်အကွဲများဆိုလို့ချင်း broken glass အဲဒီလိုသုံးမယ်ဆိုလို့ချင်းဒီဖန်များဟာခွဲခံရတာဖြစ်တယ်နောက်တစ်ခုကျိုးနေတော့ကလထိုင်ဆိုလို့ချင်းလဲ a broken chair ဆိုလို့ချင်းလဲဒီကလထိုင်ကချိုးခံရတာဖြစ်ပါတယ်အလားတူတိုင်းပဲ fallen leaders boy egg မှာဆိုလို့ချင်းလဲပဲဒီကြက်ဥဟာပြုတ်ချင်းခံရတာဖြစ်တယ် spoken English အင်္ဂလိပ်စကားပြောမှာလည်းပဲပြောခံရတော့အင်္ဂလိပ်စကားဒီလိုအဓိပ္ပာယ်နဲ့သုံးတာဖြစ်ပါတယ်နောက်တစ်ခု fried fish ငါးကြော်ဆိုတဲ့ကိစ္စမှာလည်း fish ကငါးဟာကြော်ခံရတာဖြစ်ပါတယ်နောက်တစ်ခုက fried chicken ကြော်ခံရတော့ကြက်သားဆိုတဲ့အဓိပ္ပာယ်နဲ့သုံးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ past participle ဖြစ်တဲ့ fried နဲ့to ပြုရမှာဖြစ်ပါတယ်Okay အဲ့ဒါဆိုလို့ချင်းဒီကနေ့ပြောပြခဲ့တဲ့ present participle အသုံးအနှုန်းနဲ့ past participle အသုံးအနှုန်းတွေကိုကွဲကွဲပြားပြားသုံးနိုင်ပြီလို့ထင်ပါတယ်အဲ့တော့မရှင်းတာရှိလို့ချင်း comment မှာမေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်